daily wear ကနေပြီးတော့ဇင်တို့ပွဲချက်ထိကိုဝစ်လို့လှတဲ့ခြိသားဈေးတက်တန်လေးတွေရောင်းပေးမယ်။ဒါကခြိသားလေးကိုမှရိုးရမိတ်ကျွေအပွင့်ပြေလေးပေါ့နော်။ဒါအရန်လာတယ်။အရန်လာတယ်ဒီရိုးရဇင်ကတော့မမတို့ဘယ်ဒေတာဘယ်နေရာဘယ်ကာလမျိုးမဆိုပြန်ပြန်ဝစ်လို့လှတဲ့အစင်မျိုးလေးသူဆိုရင်အမဲခရမ်းလေးကိုဘောင်လေးနဲ့ရေလိုင်းနှမိတ်ကလေးနဲ့လာထားတယ်ဒီလိုမျိုးလေးအနောက်ပတ်လည်မှာဇင်တို့ပွင့်ကြွေရတော့လုံးဝအပြည့်လေးပါဒီလိုရိုးရတွေကလေမမတို့ရိုးတဲ့ထဲမှာမပါဘူးနော်ရိုးတဲ့ထဲမှာမပါဘူးဒီဇိုင်းတွေကလေဘလောက်ကြီးပဲအသစ်တွေပဲပြန်ပြန်ထွက်ဒီလိုအဟောင်းဒီဇိုင်းလေးတွေပဲအများနဲ့ update ဖြစ်ပြီးတော့လက်ဆက်နေတော့မယ်နော်ဒါလေးဆိုလို့ချင်းအနက်နဲ့ခရမ်းလေးကိုဘောင်ခတ်ထားတာလေးဒီလိုမျိုးလေးခြိသားအရန်ကောင်းတယ်နော်ဒါခြိသားလေးကောင်းလေးကိုမရကျင်တယ်မမတွေယူပါနံပါတ်2ကလေးဖြစ်ပါတယ်ကဲဒါလေးကတော့နံပါတ်3ဒီအထည်လေးကလေဒီနံပါတ်3လေးကရေချထားပြီးသားမမတို့ရောက်ပြီဆိုတာနဲ့တခါတည်းတန်းချုပ်လို့ရတယ် customer ယူတဲ့အထည်လေးနဲ့မှားပြီးတော့ဗောနော်ဒါဆိုင်ရညီမလေးတွေရွေးပြီးတော့ရေချလိုက်မိတော့ဒါလေးကရေချပြီးသားလေးဖြစ်မယ်လုံးဝအကောင်အနာအဆမပါဘူးမကော်ဘိတ်ကက်မဲ့သူကတခါတည်း direct ကက်လို့ရတယ်ကော်ဘိတ်မကက်မဲ့သူကြတော့တခါတည်းပဲချုပ်လို့ရတယ်သူကတော့အနက်ဇီးလေးဖြစ်ပါတယ်ရှင်ဒါ customer ယူတဲ့အထည်လေးနဲ့ဒီအထည်လေးနဲ့နည်းနည်းစစ်လေးဖြစ်တော့သူတို့မှားပြီးတော့ရေချလိုက်တာပေါ့နော်အနက်ဇီးလေးဖြစ်ပါမယ်ဒါလေးလည်း one set အုပ်လေးပါရှင်ဒါလေးကလည်းတစုံရပါမယ်နံပါတ်4လေးသူကကြတော့ရိုးရစင်မဟုတ်ဘူးသူကတော့အနက်ပြလေးနက်ပြအောင်မှလက်ကောင်ကမှောင်ဆူကလေးနဲ့အပေါ်မှာနေအပြအလင်းလေးရဲ့အပန်းလေးရဲ့ကိုပြန်ပြီးတော့ဖောက်ပေးထားတာနှစ်မိတ်လေးတွေကြီးပဲနော်နှစ်မိတ်လေးတွေကြီးပါပဲဒါလေးလည်းအရန်လှတယ်ဒီနက်ပြလေးကတော့ဇင်းချီမှာဒါလေးတအုပ်ပဲပါပါမယ်ရှင်ဒါတော့သူ့ရဲ့အတွင်းချီပါနော်အတွင်းမှာအတွင်းအင်ကြီးစားပါဒါလေးကတော့လုံကြီးစားလေးပေါ့နော်နံပါတ်4လေးဖြစ်ပါမယ်ရှင်ကိုကအမိတ်ပွင့်ကြီးကဒီလိုအမိတ်ကြားကြီးတယ်လို့ခံစားရတယ်ဆိုလို့ရှိရင်အင်ကြီးစားထဲမှာသွားပြီးတော့ထည့်ချုပ်လှတယ်နော်နံပါတ်4လေးဖြစ်ပါမယ်ရှင်ဒါလေးကတစုံရပါမယ်ဒီကောင်လေးကျတော့နံပါတ်5လေးလည်းလှတယ် sherry အရင်နဲ့အနုနဲ့ကိုသူကကာလာဆက်ထားတာဒီလိုမျိုးလေးနှစ်ပေါင်ရေလိုင်းမိတ်လေးနဲ့လာပါမယ်ဈေးနှုန်းလေးတွေအရန်တန်တယ်ဒီကောင်လေးတွေက market တန်းညဆိုလို့ရှိရင်စင်တို့9000နဲ့မှ9000ထိကိုရောင်းဈေးရှိတဲ့အထက်ပါအစင်လေးတွေကလေနေရာဒေသအစုံကခတ်ပါတယ်နော်မတို့3နဲ့ချီမျိုးစားတွေပေါ်မှာမူတည်ပြီးဈေးနှုန်းလေးတွေကွဲပါလိမ့်မယ်ဒါလေးကချင်တယ်ရလေဒီဇိုင်းချင်းတူရဲ့နောက်မှာပဲဈေးတွေကွဲတယ်ဘာလို့ဆိုခက်တဲ့ဒေတာ3နဲ့ချီအမျိုးစားတွေ quality တန်း budget တန်းအဲ့လိုလေးပုံမှာမူတည်ပြီးဈေးနှုန်းလေးတွေကွဲပါတယ်နော်ဒါလေးကတော့နံပါတ်5ပါ sherry ကိုအရင်အနုလေးနဲ့ဆက်ထားတာကဲဒီဟာလေးဒါလေးတစ်စုံရအောင်ပဲသူကတော့နံပါတ်6လေးဖြစ်ပါတယ်နံပါတ်6ရဲ့အယောင်လေးကတော့အနက်နဲ့အစည်းနဲ့ကိုဒီလိုကြားထားတာလေးအရှိကတော့အမိတ်ကလေးနဲ့ဆိုတော့အရန်ကိုလှတယ်အမိတ်ဒီဇိုင်းလေးတွေကအယောင်ဖောက်ကာလာဆက်ကလေးတွေကွဲမယ်နော်မတို့ကာလာဆက်ကလေးတွေကွဲပါမယ်ရှင်ဒါလေးနံပါတ်6လေးပါနံပါတ်6ရဲ့ကာလာဆက်လေးကတော့ဒီလိုပုံစံမျိုးလေးဖြစ်ပါမယ်နံပါတ်6လေးလည်းအရန်လှပါတယ်နော်ဒီလိုလေးပါအနက်စီလေးလုံးဝကာလာလေးတွေကဆူလေးတွေနော်ဆူလင်းလေးတွေဖြစ်ပါမယ်ဒီလိုမျိုးလေးပါရှင်ပွင့်ကြွေရလဲပတ်လည်းအပြည့်ပါပါတယ်ဒါလေးကအခုဒီဗီဒီယိုဖိုင်လေးထဲမှာရရှိမဲ့စီ6000နဲ့မှဒီ3000ကျပ်လေးနဲ့ပဲယူပေးပါ63နဲ့ပဲယူပေးပါနော်ဒါပုံမှန်စီအနည်းဆုံးရောင်းတာတော့မှစီ65ပါဒီတစ်ခေါက်ကိုတော့စီ63နဲ့စီပေးလိုက်ပါတယ်အုတ်ရည်လည်းအရန်မများလို့ပေါ့နော်အုတ်ရည်လည်းအရန်မများလို့ဒါလေးပါဇီးကိုဇီးညိုလေးနဲ့သူက2ပေါင်လေးနဲ့ခတ်ပေးထားတယ်နံပါတ်9လေးဖြစ်ပါမယ်ရှင်နံပါတ်9ရဲ့ကာလာဆက်ကတော့ဒီလိုမျိုးလေးပါနှစ်သက်တယ်ဆိုလို့ရှိရင်ဈေးနှုန်းလေးကတော့6000နဲ့မှ3000ကျပ်ပါ screenshot လေးတာရိုက်ပြီးတော့ message က Viber နံပါတ်3992712334နဲ့ခွန်ကို6686ကိုဒီဖုန်းနံပါတ်နှလုံးမတစ်ဆင့်လဲဆက်သွယ်ဝယ်ယူအားပေးလို့ရပါတယ် Royal Expert ရောက်တဲ့မြို့တိုင်းအရောက်ကိုရှိပါကြက်မြို့တွေကတော့ငွေလွှဲပြီး24နာရီတွင်ဈေးနှုန်းကိစ္စဒလီလေးအပ်ပေးပါတယ်ရှင်ဈေးနှုန်းရဲ့ဆိုင်ကြီးကတော့ရန်ကုန်မြောက်ဥက္ကလာကပါရှင်ကျေးဇူးတင်ပါတယ်